လက်ခုပ်တီးအောင်ဟာဟေးရှူပါရုံနဲ့အသက်ရှင်နေတဲ့ရက်ဖြစ်တယ် Hey come on အစင်နဲ့လာချီမမီကိုရလုံးကောင်းတဲ့ဒီအနေရှင်နဲ့နောင်ကလာမပြောင်းလေလုံးချီနဲ့တော့ပြရကုန်တော့ရမမြင်တွေ့ခံစားရပြီပေဒလာရှိကဲရောက်ရှိနေပြီဖြစ်တယ်ဘယ်နှယောက်ဆင်းနေဖြစ်ပြီလဲဖခင်ရဲ့ဂရုနာတော့